Hello everyone စရီတန် YouTube channel လေးကနေပြောပြန်လဲကြိုဆိုလိုက်ပါတယ်ပေါ့နော်ဒီနေ့မှာပေါ့နော်ရီတန်ကcotton drinks tower လေးပေါ့နော် cotton drinks tower လေးပဲဖြစ်ပါတယ်အဲ့လေးလားစောပြတာဖြစ်ပါတယ်ကဲဆိုတော့ဒီမှာကျတော့ဘာရှိလဲမသိဘူးလားတက်ကြည့်အောင်လားဒီကနည်းနည်းလေး cute ဖြစ်သွားအောင်လေးလုံးဒါလေးတင်ကောင်းလား pass ကိုနေမယ် okay well yeah တိတ်မလိုက်ဘူးနဲ့တူပါတယ်ဒါပေမဲ့ဒီလိုပုံစံလေးရာရီတန်နဲ့နည်းနည်းတော့ကြိုက်တယ် but okay ဒါလေးပဲလိုက်ပါရမယ်အင်းကြီးကကျတော့ဘာရွေးရင်ကောင်းမလဲတော့မသိဘူးပေါ့နော် well စပင်ကကျတော့ share ကြိုက်တယ်လေဝဲအော်ဒီမှာ pass ဟာ hair ကလောက်အောင်ဖြုတ်အောင်မယ် well yeah ချစ်ရလေးပါပဲ well ဆိုတော့ဒီမှာပြီးတော့ရပါတော့ကဲဆိုတော့ video လေး like and subscribe လုပ်ခဲ့ပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ဒီဘက်ကကျတော့ပိတ်ထားရပါတော့ကဲဆိုတော့တော့ပါမယ် cotton drinks candy တဲ့အမေအောင်လေးရော return store တော်တော်များရဲဆိုတော့အဝါလေးပဲသွားလိုက်မယ် well ဒီမှာရောက်လာပါပြီဆိုတော့ video လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ် return နဲ့ roblox တူတူဆိုချင်တဲ့သူလေးရှိလို့ရှိရင်လည်း return roblox ကကိုလာအဲ့လိုရပါတယ်ဒီ game လေးရဲ့နာမည်လေးကကြတော့ cotton drinks candy လေးပဲဖြစ်ပါတယ်။ဗာလဲ cotton drinks tower လေးပဲဖြစ်ပါတယ်။အဲ့လိုမျိုးပေါ့နော်။တခုမှားရရှိလို့ရှိရင်လည်းအားလုံးကိုတောင်းမှချင်ပါတယ်ခွတ်လို့ပြီးကြပါတော့။ everything 200 subscribe ပြီးတော့ပါမယ်။တကယ်လို့ 1k subscribe ပြီးလို့ရှိရင် everything vlog တွေပါတင်ပေးမယ်ပေါ့နော်။ဒါတကယ်ပြောတာပါ။return အဲ့လို vlog ရိုက်ချိန်နေရတော်ကြာရေပေါ့နော်အဲ့ဒါ return ရဲ့dreams တခုဖြစ်တယ်ပေါ့နော်အိမ်မက်တခုပေါ့နော်အဲ့ဒီဟာအမလေးအဲ့ဒါကြောင့်မလို့ပဲဖြစ်ပါရဲ့ပြုတ်ကြပါ sorry ယူရိုဆော့စီခြင်းနဲ့ခေးလေးရှိလို့ရှင်လည်းမက်ခဲပေးကြဖို့အတသောဆိုခြင်းပါရေပေါ့နော်ဝေဒန်တို့စ조사နေတဲ့အတွက်ကြောင့်မလို့အားပေးကြပါဦးလို့တောင်းဆိုချင်တယ်ပေါ့နော်ယူရိုကြိုက်တဲ့ဂိမ်းလေးလည်းဆော့ပေးကြပေါ့နော်ဝေဒန် robust ချင်းအရင်ကောက်မှာပဲကြည့်လိုက်ဒီလိုမျိုးဟာလေးဝယ်ပြီးတော့ကွာလှုပ်ရှင်တယ်အဲ့လိုမျိုးဝယ်ပြီးတော့ကွာတကယ်ကိုအရင်မိုက်တယ်အဲ့ဟာကြတော့ငါဒီတစ်ခါပြောကြလို့ရှင်တော့စိတ်မရှိမှတည်ကြပဲဟဲဘလူးဖြစ်ဒီမှာချိတ်ဖွင့်ရပါပြီတကယ်လို့တေးသွားလို့ရှင်ဒီမှာ cakes တွေ so many cakes are here wow ချစ်စရာလေးတွေရောငါအဲ့လောက်ထိချစ်စရာကောင်းလိမ့်မယ်လို့မထင်တော့ဒီမှာကြည့်လိုက်တကယ်ကိုအရင်မိုက်တယ်စားစင်ကြီးတောင်ဖြစ်သွားပြီပေါ့နော်အရင်တော့ဆို strawberry cake တွေတအားမကြိုက်ဘူးကွာတည်ရမလား chocolate cake ဆိုတအား serious ဖြစ်တာအဲ့ဒီအခုဒီ strawberry cake ပုံစံလေးကိုမြင်တော့မှာပဲကွာတကယ်လေးကိုchocolate cake ကလည်းကြိုက်တော့ကြိုက်ရယ် strawberry cake လည်းကြိုက်ပါရဲ့ဒါပေမဲ့ strawberry cake ကိုအဲ့လောက်ထိ serious မဖြစ်ဘူးပေါ့နော်ပြောရမယ်ဆိုရင်ဒီမှာ star နဲ့ heart တွေရိုးစောစီခြင်းနဲ့ခင်လေးကိုလည်း return ကိုမှန်းပေးခဲ့လို့ရရယ်ပေါ့နော်ဒီမှာချစ်စရာလေးရောအဲ့လိုတာဝါရီခုံကနည်းနည်းတော့စိတ်ချမ်းသာပဲတခါလေးကြောက်လို့ရှိရင်အသေးရရလေးပါလို့ရှိရင်ကွာသိရမလားမလီပြုတ်ကြမှာလည်းအရင်ကြောက်အမလီဒီလေးစားနေနဲ့တော့ငါအတီးမှာပဲဒီမှာဝေဖာချောင်းလေးနဲ့နည်းနည်းတူရယ်နော်ဒါလှုပ်တန်းနေတူရယ်မင်းတို့ကောင်နေဟုတ်တော့မဟုတ်နေဘူးတကယ်လို့ကျွန်တော်စကားပြောတာမှားတာရှိခဲ့လို့အေးကောင်းရောငါအောက်ကိုပြန်ဆင်းနေရဟာတော်တော်ကောင်းလိုက်တဲ့အကြံဉာဏ်ပေါ့နော်တကယ်လို့ resource ရှင်နဲ့ game လေးရှိလို့ရှင်ပေါ့နော် like and မန်ပေးခဲ့လို့ရရပေါ့နော် like and subscribe လေးလည်းမလီတော်သေး like and subscribe လေးလုပ်ခဲ့ပေးကြပါ
ဒီမှာအတန်ကြားရပေါ့နော်ဒါပေမဲ့ return က voice အတာခံတဲ့အတွက်ကြောင့်မလို့ return အတန်မကြားပဲနဲ့အဲ့ဒီတခြင်းအတန်လေးပဲကြားမှာမို့လို့ပါအဲ့ဒီအတွက်ကြောင့်မလို့လေစိတ်မဆိုးကြဖို့အတွက်တောက်ဆိုချင်ပါရဲ့အမလီငါဒီလေစာနဲ့တီးမှတီးကြတယ်လောက်ကြပါအောင်လို့ဩဖုန်းထဲမှာလည်း view ရအများကြီးဆိုတော့ဒီမှာဆက်က4နေရောဒီလို Roblox ဆော့တာနဲ့ထစ်တယ်အဲ့ဒီကြောင့်မလို့တီးခံပြီးတော့ကြည့်ပေးကြပါရိုးတိလာတော့မတီးဘူးနော်ရီတန်9တန်းမှာနောက်ပြီးတော့ဘာဂိမ်းလေးဆော့စစ်ရှင်တော့အော်ဒီမှာဒိုးနက်လေးရမ်းလိုက်အရမ်းကြက်အရမ်းမိုက်ဒိုးနက်ထဲမှာဆိုရှင်တော့ရီတန်ကတော့ strawberry ကိုမကြိုက်ဘူးနောက်ပြီး cheese လည်းမကြိုက်ဘူး vanilla လည်းမကြိုက်ဘူးchocolate ကိုပို့ပြီးတော့ chocolate ဒိုးနက်လေးဆိုအရန်ကြိုက်ရကွာ chocolate အနှစ်ကတကယ်ကိုဒီမှာ rainbow လေးချစ်စရာလေးဒါပျောက်တဲ့ဟာအမြင်တော့မှရမယ် well ချစ်စရာလေးရောငါ့ကိုလည်းဒီမှာလေးဆိုင်နဲ့ပဲတက်နေရဘယ်တော့အသက်သိမလဲဘယ်တော့အသက်ထွက်မလဲတော့မသိတော့ဟာဒီမှာ belly တွေချစ်စရာလေးอ่ะ belly တွေမုံတာဘီယာဘီယာမုံဝင်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီတိုင်းသွားလဲအဆင်ပြေပေါ့နော်ဒါပေမဲ့မြင်အောင်လို့ဆိုပြီးခုံမဲသွားလိုက်ပါတယ်ဟုတ်ပါတယ်ဟာနေရောက်လေမင်းတို့အလောက်ချီပြီးတော့ဟွာမဖြစ်သေးဘူးကွာမင်းတို့ကောင်းငါ့ကိုတကယ်အောက်မြပြုတ်ကြစီနေရလားတော့မသိတော့ပါဘူးတခါတလေအဲ့လိုမျိုးတာဝါတေးသေးလေးခုံရရဆိုလို့ရှိရင်အသေးရတာမပြောနဲ့ကိုက်ပြချင်းစင်းတော့ပေါက်တယ်တကယ်လို့ဒါ Rhythm တို့လीတကယ်လို့ Roblox ထဲကိုတကယ်လူတွေဒါတကယ်ရောက်သွားမယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲနော် Roblox ထဲကိုသိတည်ရမလားငါမထီဘူးနော်အဲ့ဒါကိုထီအောင်လုပ်နေဟဲ့လားဒီမှာထီလာပြော Rhythm ထီခဲ့ဘူးလားမထီခဲ့ပဲနဲ့ငါတကယ်စိတ်ညစ်တကယ်လို့အတန်ကကြတော့ Rhythm အတန်နည်းနည်းတော့ all ရယ်ပေါ့နော်အဲ့ဒီမှာ cupcake လေးတွေI like this cupcake ဆိုတော့ဘယ်ထိကပြောမလဲတော့မသိဘူးပြီးတော့မယ်ဒါပေမဲ့ view ကတော်တော်လေးရှည်နေပြီနောက် Rhythm ကအဲ့လိုမျိုးသူနဲ့တူတဲ့ခုနကအပိန်းအောင်ထားပါလေဟိုဘက်ဘေးမှာတွေ့တာအေးဟဲ့ငါခုနဆော့တာဟိုကနော်ဒီအဝိုင်အောင်ဆော့အောင်နော်အပိန်းအောင်ဆော့အောင်မုန်းနော်အေးဒါ cupcake လေးပါလို့ဆိုတော့ဟိုဘက်ကတာဝါခင်းအောင်လေးပါဆော့ဖို့မုံအပိန်းအောင်လေးပါဆော့ဖို့တွေးထားဒါပေမဲ့ဒီတစ်ခုဆော့ရနေရင်ဗီဒီယိုကကြာနေပြီဆိုတော့ဖတ်ထူးလာမယ်ပေါ့နော်ဒီ game လေးကိုဆော့ရပြီးတန်းဖတ်ထူးလာပါမယ်ကဲဆိုတော့စောင့်မျှော်ကြည့်ပေးကြပါဒါလေးကျတော့ဖတ်ဝယ်မယ်ဖြစ်ပါရဲ့ with the plastic လေးနဲ့ခံထားရမယ်ပေါ့နော်ဒီကယ်လို့ return အားရကြလို့ရှိရင်Granny game ဆော့မယ်ပေါ့နော် Granny game ဆော့ရမယ် Granny game ကို return က Granny 1မဲ့နိုင်ခဲ့ပူးပါရဲ့လို့ Granny 2ရဲ့ Granny 3ပေါ့နော်မိသားစုတော့မပါရဲ့ဟာလည်းမနိုင်ဘူးသေးတယ်လို့ Granny 2မှာရှိရဲ့တာဖာ2ယောက်ရှိရဲ့မုံ Granny 2ကကျတော့ Granny ရဲ့၄ယောက်လေဟာဟဲ့အောင်နေမင်းတို့အဲ့ဒါတော့မဟုတ်တော့ဘူးခဏရက်မယ်နော်ဆိုတော့ဒီမှာဒီနေရာကိုကျွန်တော်ပြန်ရောက်ပါပြီဘာလို့လဲဆိုတော့ဟာရောက်နေငါပြောင်းလိုက်ရဟိုင်ပျောက်သွားပြီဘာလို့လဲဆိုတော့ဒီမှာ chapter ရှိရလीသိရမလားအဲ့ read မသိလိုက်နေစမ်းမအောင်အေးဟုတ်တယ် chapter ရှိရကွာဒီလို check point နေရာလောက်ထားရကွာ check point နေရာလောက်ထားရတဲ့ကြောင့်မလို့ read ကဘယ်အောက်ကိုပြုတ်ကြတည်ပြီးတော့လုံးလိုက်ရှင်ဒီမှာပြန်ပြီးတော့ဒီကိုရောက်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီမှာကျတော့ဒီကိုပြန်ရောက်တယ်ကဲဆိုတော့လောလန်နဲ့ပြန်ပြီးတော့အောက်ကနေအပေါ်အထိပြန်ဆော့စရာမလိုတော့ဘဲနဲ့တည်ပြီးတော့ check point ကိုတစ်ခါရဲကိုရောက်တဲ့ check point နေရာကိုသူကလုတ်ပြီးရပေါ့နော်။ဒါပေမဲ့တည်လိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမှာလဲတဲ့ဟာပြုံကအကုန်ပြောက်သွားဒီမှာငါလေးတော်တော်လေးစိတ်ရှိရသိရမလား။အဲ့လောက်ကြီးတီးကြမပြောတော့ဘူးလို့စာလောက်အောင်မလို့ဗီဒီယိုအမြင်ရိုက်ပါတယ်ဆိုမှသူမင်းတို့ကောင်တွေကဗီဒီယိုအမြင်နှီးအောင်လုပ်နေတယ်လို့ပဲကဲဆိုတော့ဒီ view ကဖောက်ဝင်ပေါ့နော်ဖတ်ထူးကြည့်ချင်တယ်လို့ရှိရင် return ညနေကြတင်မိမယ်ပေါ့နော်ညနေကြတင်မိပါမယ်ဒါလေးကျတော့ဖောက်ဝင်လေးပဲဖြစ်ပါတယ်ဆိုတော့ video လေးကိုအဆုံးထိကြည့်ပေးကြပါ like and subscribe လုပ်ခဲ့ပေးကြပါဒါကျတော့ ice cream လို့ပဲပြောရမလားတော့ဖ
powder လား ice cream လားမသိဒါပေမဲ့ငါချိတ်ပွဲတစ်ခုတော့မရသေးဒီချိတ်ပွဲနာပဲခဏခဏသိနေလားငါမနိုင်ပါဒီဘူးလို့ထင်မှာဒီနေရာမှာခဏခဏသိခဲ့ရတယ်တွေ့သလားခဏခဏသိခဲ့လို့အဲ့ဒီနေရာကနေဝင်းမကျွတ်တာပြောမတတ်တော့အဲ့နားလေးတစ်ခုရောက်ဖို့အတွက်ကိုတော်တော်လေးစော့လိုက်ရတော့ခက်ခဲမင်းတို့ကောင်နေတိလာလားစော့ကြအစကဒီလိုခုံလို့မရခုံလို့အစကခုံလို့ရတယ်ဆိုလို့ရှိရင်လေဟဲ့ဒီလိုဟာကြီးကိုကြီးလေးလုပ်ပြီးပါလားမတေးသေးလေးနဲ့ခုံရတာခဏပြုတ်ကြရမင်းတို့ကောင်နေနားလေလားတာဝါတီထင်းတဲ့ကောင်တွေကလေတည်ရမှာဘာမှမသိဘူးကျွန်တော်ပဲသိပါတယ်အဲ့လေဒီမှာ Oreo ဆိုလို့ရှိရင်ကွာ black Oreo ပဲကြိုက်ဒီလို chocolate ရတယ်ဘာပဲဖြစ်ဖြစ် Oreo ဆိုကျွန်တော်အကုန်ကြိုက်ပါတယ်ဘာလာအကုန်ကြိုက်တာနော်ကျွန်တော်ကတော့ပြောမနေနဲ့ဟိုနေ့ spicy စားရတာဖိုင်တော့အောင်သွားပါတယ် okay နောက်ဆုံးတော့လေဒီမှာရပါတယ် you made it မင်းလုံးလိုက်ခဲ့ပြီပဲတဲ့ရဟုတ်တာဗောအဲ့လုံးလိုက်ခဲ့အကြောင်းကြီးစုကမင်းတို့ရဲ့တာဝါအကြောင်း back to well ဆိုတော့ဒီနေ့ရဲ့ video ဒီလောက်ပါပဲဖတ်ထူးကြည့်နေဆိုလို့ရှိရင်တော့ everything ညနေတင်ပေးပါမယ် see you guys in the next videos bye everyone